အိန္ဒိယနိုင်ငံကလာကတ္တားမြို့မှာရှိတဲ့ Salt Lake ဘောလုံးကွင်းကိုလီယိုနယ်မက်ဆီလာရောက်ခဲ့ပြီးတဲ့နောက်ဘောလုံးပရိသတ်တွေကဒေါသထွက်ကာထိုင်ကုန်တွေကိုရိုက်ချိုးပြီးကစားကွင်းထဲကိုတွေ့ရပစ္စည်းတွေနဲ့ပစ်ပေါက်ဖျက်ဆီးခဲ့ကြပါတယ်။မက်ဆီကိုတွေ့ရဖို့အတွက်ဘောလုံးပရိသတ်ကရူပီ12,000 ပေါင်100အမေရိကန်ဒေါ်လာ133ပေးပြီးကွင်းထဲဝင်ခဲ့ကြပေမဲ့သူကစားကွင်းထဲရှောက်သွားစဉ်သူ့ကိုချန်ရန်ထားတဲ့အာဏာပိုင်တွေနဲ့နာမည်ကျော်ကြားသူတွေကြောင့်မက်ဆီကိုမမြင်ရတဲ့အတွက်ပရိသတ်ကစိတ်ပြက်လက်ပြက်ဖြစ်ခဲ့ရပါတယ်။အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့အင်တာမိုင်ယာမီကလပ်ကရှေ့တန်းဘောလုံးသမားမက်ဆီကိုမိနစ်20ခန့်အကြာလုံခြုံရေးတွေကအလင်းအမြန်ပြန်လည်ခေါ်ဆောင်သွားတဲ့အတွက်ပရိသတ်အချို့ကမကြေမနက်ဖြစ်ခဲ့ကြပါတယ်။အနောက်ဘင်္ဂလားပြည်နယ်ဝန်ကြီးချုပ်မမာတာဘန်နာဂျီကရော့ကတော့ဒီဖြစ်ရပ်ကတော့အလွန်မင်းစိတ်မသက်မသာဖြစ်ပြီးတုံ့လုံးမိတယ်လို့ပြောကြားခဲ့ပါတယ်။မက်ဆီဟာကလာကတ္တားဟိုက်ဒရိုဘတ်မွန်ဘိုင်းနဲ့ဒေလီမြို့တွေမှာလှည့်လည်ပြီးကြော်ညာနဲ့အယောင်မြင့်တရဲ့အစီအစဉ်ကိုလုပ်ဖို့ကော့လို့ခေါ်တဲ့ခေတ်အဆက်ဆက်မှာအကြီးမြတ်ဆုံးလို့အဓိပ္ပာယ်ရတဲ့ခရီးစဉ်အတွက်အိန္ဒိယကိုရောက်ရှိနေတာဖြစ်ပါတယ်။သူ့ရဲ့ခရီးစဉ်ကိုကလာကတ္တားမြို့မှာလူ45ဦးပါဝင်တဲ့အဖွဲ့က28ရက်ကြာတက်ဆင်ထားရတဲ့ပေ80 21မီတာအမြင့်ရှိတဲ့သူ့ပုံတူလို့ဆိုနေကြတဲ့ရုပ်ထုကိုဖွင့်လှစ်ပြသပြီးစတင်ခဲ့ပါတယ်။ဒီရုပ်ထုဖွင့်ပွဲကိုလုံခြုံရေးအကြောင်းပြချက်နဲ့မက်ဆီကအွန်လိုင်းကနေပါဝင်ခဲ့ပါတယ်။အဲဒီနောက်ထောင်တောင်းချီတဲ့လူတွေဟာမက်ဆီကိုလူကိုယ်တိုင်တွေ့ရမလားဆိုတဲ့မျှော်လင့်ချက်နဲ့ကလာကတ္တားမြို့ကဘောလုံးကွင်းထဲစီရောက်သွားခဲ့ကြပါတယ်။သူတို့ဟာတန်ဆုံဟစ်ကြွေးပြီးဘောလုံးအင်ကြီးဂျာစီတွေဝယ်ကကျွန်တော်တို့မက်ဆီကိုချစ်တယ်ဆိုတဲ့ခေါင်းစည်းတွေကိုလည်းတက်ဆင်ထားကြပါတယ်။မက်ဆီဟာအစပိုင်းမှာပရိသတ်တွေကိုလက်ဝှေ့ရမ်းကအားကစားကွင်းထဲကိုလမ်းလျှောက်ထွက်လာခဲ့ပေမဲ့ဒီဇင်ဘာ23ရက်နေ့စနေနေ့မှာသူ့ရဲ့ရုပ်တရက်ထွက်ပေါ်မှုဟာခဏတာအတွင်းမှာအဆုံးသတ်သွားပြီးတဲ့နောက်စိတ်ပြက်လက်ပြက်နဲ့ပရိသတ်တချို့ကကစားကွင်းထဲကိုဝင်ရောက်လာကဆိုင်းဘုတ်တွေနဲ့ယာယီတဲတွေကိုဖျက်ဆီးခဲ့ကြပါတယ်။တခြားသူတွေကလည်းပလတ်စတစ်ထိုင်ကုန်တွေရေတံပိုးတွေနဲ့ပစ်ပေါက်ခဲ့ကြပါတယ်။ဘောလုံးသမိုင်းမှာအထင်ပေါ်ဆုံးကစားသမားတွေတဲကတယောက်အဖြစ်သတ်မှတ်ထားရသူလည်းဖြစ်2022ကမ္ဘာဖလားအနိုင်ရအောင်စွမ်းဆောင်ပေးနိုင်တဲ့သူလည်းဖြစ်တဲ့မက်ဆီအနေနဲ့ဘောလုံးကွင်းထဲမှာအနေအချင်းကစားပြလိမ့်မယ်လို့ပြည်သက်ကမျှော်လင့်ထားကြောင်း AFP သတင်းမှာဖော်ပြထားပါတယ်။ခေါင်းဆောင်တွေတရုတ်ဆောင်တွေပဲမက်ဆီအနားမှာဝိုင်းနေတယ်ဒါဆိုကျွန်တော်တို့ကိုဘာလို့ခေါ်တာလဲကျွန်တော်တို့ကရူပီ12,000လက်မှတ်ဝယ်ထားတာသူ့မျက်နှာတောင်မြင်ခွင့်မရဘူးလို့ဘောလုံးကွင်းထဲကပြည်သက်တယောက်ကအိန္ဒိယသတင်းဌာနတစ်ခုကိုပြောပါတယ်။ဒေါသထွက်နေတဲ့ပြည်သက်တယောက်ကလည်းဘလွန်တီယွန်စု8ချိန်တိုင်ရထားတဲ့ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုရှင်မက်ဆီကိုမြင်ရဖို့လူတွေကသူ့လောက်ခတလစာနဲ့ညီမျှတဲ့ငွေပေးခဲ့ရတယ်လို့ပြောပါတယ်။ကျွန်တော်လက်မှတ်အတွက်ရူပီ9,000ပေးပြီးနိုင်ငံရေးသမားတွေကြည့်ဖို့မဟုတ်ပါဘူး။မက်ဆီကိုကြည့်ဖို့ကျွန်တော်သားနဲ့လာခဲ့တာပါလို့သူကပြောပါတယ်။ရဲတွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကမက်ဆီနဲ့ဆက်ဖီရိုက်နေကြတယ်။ဒီကိစ္စမှာစီမံခန့်ခွဲသူတွေမှာတာဝန်ရှိတယ်လို့လည်းတချို့ကဆိုပါတယ်။မက်ဆီဟာသူ့ရဲ့အင်တာမီယာမီအသင်းပေါ်ဥရုဂေလက်ရေးစဉ်ဘောလုံးသမားလူဝစ်ဆန်ချက်နဲ့အာဂျင်တီးနားလက်ရွေးစဉ်ဘောလုံးသမားရော့ဒီဂိုဒီပေါ်တို့လည်းလိုက်လာခဲ့ကြပါတယ်။ရိုက်တာသတင်းဌာနအရဘောလုံးရုပ်သရုပ်ဆောင်ရှာရုခန်းကလည်းမနေ့ကမနေ့အစောပိုင်းကမက်ဆီကိုလာရောက်တွေ့ဆုံခဲ့ပါတယ်။ကလာကတ္တားမြို့ဟာအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်ရဲ့မြို့တော်ဖြစ်ပြီးခရစ်ကက်ဝါသနာပါတဲ့နိုင်ငံမှာဘောလုံးပရိသတ်ကြီးကြီးမားမားရှိနေတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ဒီမြို့မှာတိမ့်နဲ့ချီနေတဲ့ပရိသတ်ဟာဒေသခံကလပ်အသင်းတွေရဲ့ပြိုင်ဘက်တမျိုးရဲသားချင်းကန်တဲ့ပွဲတွေမှာအားကစားကွင်းကြီးတွေမှာစုဝေးကြည့်ကြတာတန်မှန်ဖြစ်ရပါ။ပြည်နယ်ဝန်ကြီးချုပ်ဘန်နာဂျီကစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းကြောင်းကြေညာခဲ့ပြီးအခုဖြစ်ရအတွက်မက်ဆီနဲ့ဘောလုံးပရိသတ်ကိုတောင်းပန်ခဲ့ပါတယ်။ကော်မတီဖြစ်ရကိုအသေးစိတ်စုံစမ်းပြီးတာဝန်ရှိသူတွေကိုနှောင့်တီလိုဖြစ်ရထပ်မဖြစ်ဖို့ကာကွယ်ရေးအစီအမံတွေအကြံပြုသွားမယ်လို့ပြည်နယ်ဝန်ကြီးချုပ်ကလူမှုကွန်ရက်ကနေပြောကြားခဲ့ပါတယ်။ဒီပွဲကိုအဓိကစီစဉ်သူကိုဖမ်းထားတယ်လို့ရဲတပ်ဖွဲ့အရာရှိတူက AFP ကိုပြောပေမဲ့အသေးစိတ်ကိုတော့ပြောကြားခြင်းမရှိပါဘူး။လက်မှတ်ဝယ်ယူခဲ့တဲ့သူတွေကိုလည်းဒီပွဲစီစဉ်သူကငွေပြန်အမ်းဖို့အာဏာပိုင်တွေကစုံစမ်းစစ်ဆေးသွားမယ်လို့အဲ့ဒီရဲအရာရှိကထပ်လောင်းပြောကြားခဲ့ပါတယ်။အိန္ဒိယဘောလုံးအဖွဲ့ချုပ် AIFF ကတော့သူတို့အနေနဲ့ဒီကိစ္စမှာပါဝင်ပတ်သက်ခြင်းမရှိကြောင်းပြောပါတယ်။စနေနေ့မနေ့စောပိုင်းအချိန်တုန်းကထောင်ထဲချီတဲ့ပြည်သက်တွေဟာမက်ဆီတဲခိုတဲ့ဟိုတယ်ပြင်ဘက်ကလမ်းတွေပေါ်မှာတန်းစီစုဝေးကသူ့ကိုလူချင်းတွေ့နိုင်ဖို့ကြိုးပမ်းခဲ့ကြပါတယ်။အသက်24နှစ်အရွယ်ရှေ့နေဟီယတ်ကအိန္ဒိယတောင်ပိုင်းမြို့တစ်ခုဖြစ်တဲ့ဘန်ဂလိုးမြို့ကနေကီလိုမီတာ1900နီးပါးလေယာဉ်စီးလာခဲ့ရတာဖြစ်ပါတယ်။ကျွန်တော်ကိုယ်ပိုင်ခန်းစားချက်ပြောရရင်ခင်ဗျားတို့မြင်တဲ့အတိုင်းပဲကျွန်တော်ကအရက်ပူတယ်ကျွန်တော်တငယ်ချင်းတွေကဘောလုံးကစားရတာကြိုက်တယ်လို့ဟီတက်ကမက်ဆီရုပ်ထုရှေ့မှာရက်ပြီးပြောပါတယ်။မက်ဆီကကျွန်တော်အကြိုက်ဆုံးကစားသမားပါသူ့ရဲ့ပါရမီကိုဘယ်သူမှမရှင်နိုင်ပါဘူးလောကမှာစ조사ရင်ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့မျှော်လင့်ချက်ကိုသူပေးတယ်လို့သူကဆိုပါတယ်ဒါပေမဲ့ဒါတွေဟာဘာစီလိုနာနဲ့ပဲရစ်ဂျာမန်ရဲ့အသင်းတွေမှာရှေ့တန်းကစားခဲ့တဲ့မက်ဆီအတွက်
အိန္ဒိယပရိသတ်တွေအားပေးဂုဏ်ပြုမှုတွေကမပြောပလောက်တဲ့ချစ်ခင်မှုလို့ဆိုနိုင်ပါတယ်ပရိသတ်တွေဟာမက်ဆီရှိရာရုပ်ထုနေရာကိုလည်းတွားရောက်လဲပတ်နိုင်ပြီးသူ့ကိုယ်လုံးချို့အရွယ်အစားအတိုင်းပြုလုပ်ထားတဲ့မက်ဆီရုပ်ထုကိုရာဇပလင်ပေါ်မှာထိုင်နေရန်ဖြင့်ကြည့်ရှုနိုင်ပါတယ်။ဒါ့အပြင်သူ့ရဲ့စုတစိတ်တချို့နဲ့အလှဆင်ထားတဲ့ခန်းမသူ့ရဲ့မိသားစုမိုင်ယာမီကသူ့အိမ်ဝရန်တာမှာထိုင်နေတဲ့ဟန်ဖြင့်ပြုလုပ်ထားတဲ့ပုံတွေကိုလည်းကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။